တစ်တော့ပေါ်မှာအရန်နာမည်ကြီးနေတဲ့ဈေးကိုရောက်နေပါတယ်။ဘာဈေးလို့ထင်ပါလဲ။တလာခေါင်ဈေးပါ။မကျရအထုတ်တွေဘူးတွေအဲ့လောက်ဆွဲရတာတော့မှ तू ကအားမရဝဲဆိုတာပဲဝယ်ရမှာနင့်တောင်ဝင်ဆွဲမှာကိုတောင်ဝင်နဲ့အမဈေးဘလောက်တန်လားမတန်လားတော့ယောက်ျားဖြစ်တဲ့လူက तू ဆွဲပါမယ်ဝဲဆိုတာကြီးပဲတန်ဆိုရင်တကယ်လဲတစ်တော့ပေါ်မှာနာမည်ကြီးလောက်တယ်ဒီဈေးရလေဘာလို့လဲဆိုတော့တကယ်ဟိုတန်တာကိုသွားဘူးတဲ့ဈေးနဲ့ဆိုလို့ရင်ဒီဈေးကတော်တော်လေးကိုဈေးရှို့တယ်အသားတွေပေါ့နော်အသားတွေအဈေးရှို့တယ်အတီးရွက်တွေကြတော့ကိုရီသွားတာဟာ12နာရီဖြစ်တဲ့အတွက်ဟွာသူတို့ကဘယ်ချိန်နေစပြီးတော့များခင်းလာလဲတော့ကိုလည်းမသိဘူးပေါ့နော်ကိုကဒါပထမဆုံးရောက်တာဆိုတော့အဲ့တော့မှနာမည်ရမ်းကြီးနေတယ်သွားချင်တယ်တကယ်လဲကြီးလောက်တယ်မကြီးလောက်အောင်ဝတ်သားတွေပါတွေဆိုဦးတွေအသေးတွေနော်ဒီမှာခေါ်တဲ့ဝတ်သားနှုတ်စင်တွေမူဆက်တွေဆိုရင်လေဈေးကိုရှိုးနေရောပဲ100တောင်မကျော်ဘူး100မကျော်တဲ့ဟာများတယ်100ကျော်တဲ့ဟာလည်းရှိတော့ရှိတယ်ဒါပေမဲ့နည်းတယ်ပေါ့နော်ကျန်မှာ85တက်80ဝက်နယူကတ်တွေဆို80ဟိုဝတ်သားတွေဆိုရင်100ပဲတို့ဒီတို့လမ်းထဲမှာလာရောက်နေတို့ကားမှာတို့ဝယ်စားပါတော့ဈေးတဲ့သွားလဲဈေးအသိမကွာဘူးဆိုတော့လေဒါသူရှိမှဆိုရင်1ကီလိုအော်ဝယ်နေဆုံးက90ပဲပတ်သားတွေပဲဆို190 180အခုဆိုရင်ဈေးတက်လို့ပူအောင်ဈေးတက်လာသေးရဲ့မကြည့်ပါဘူးအသားတွေဆိုရင်တကယ်ဟိုလေဝယ်ဆိုတဲ့လူကမမာတော့မကြည့်ပါမတန်ငါတလောက်တွေဆိုရင်မကြည့်ငါတလောက်လေးရှိတယ်ဒီနေ့အကောင်တော့ပေးတာပေါ့နော်ရိုင်းတော့မကြည့်ဘူးမာဒါကင်းမွန်လာရေပွဲလာတယ်ကင်းမွန်ရေပွဲရအလက်တွေများရဆိုလေကင်းမွန်တော့တိတ်မစားတိတ်မသိဘူးချက်သားကြီးလည်းပေါ်တယ်မကြည့်တွားချင်တဲ့လူတွေတွားလို့ရအောင် location ရှာပေးထားမယ်အဲ့ဒါမှကိုကလည်းအဲ့လိုမျိုးသူများဈေးတွေအကြောင်းတွေလိုက်ပြီးရိုက်ပြလို့ရှိရင်ကိုကလည်းဝါသနာပါတယ်ကိုလည်းအဲ့လိုမျိုးကြည့်ရတာလေအကြောင်းမလို့ငါးဆိုမကြည့်35ဘတ်30တေးတဲ့ကောင်ဆို30လို့ရှင်သေးရဘတ်ဟက်တွေလှုပ်စီဆိုလို့ရှိရင် तू က35ဘတ်3ကောင်ယူ100ပဲအမကြောက်ပစွန်နေရေပွဲတွေငါးတွေအိုးစုံနေရောစုံတယ်လို့ဈေးလဲအတော်လေးကိုဈေးချိုတယ်အတီးရွက်တွေလည်းဈေးချိုတယ်ဟွာဖွင့်တဲ့ဆိုင်အနေငယ်ပဲတွေ့ခဲ့ပဲလေမပစွန်နေဆိုလဲလက်ဆက်နေရောပဲအသိမလက်တဲ့ဟာဆိုရင်50ပါအဲ့လောက်ပဲနှစ်ပန်းယူရင်80အဲ့လိုမျိုးလေးရောင်းမှရှိရသေးလားဟိုဘယ်လိုရတဲ့လဲတော်ချက်ကိုမြေကြီးတွေပါ6ရိုက်မြေကြီးရိုက်တာကိုကင်ပြီး6တော့အားနဲ့ဒီခက်ပြီးတစ်ချက်ကြည့်ပြီမတွေ့လားမရီပွဲကြီးကင်းမွန်နေပါတယ်ဒီရှာလေးတောင်မရိုက်ခဲ့ရဘူးကိုလိုက်ပိုးတဲ့လူအားနာလို့လေကိုရီးယားခုမှမော်ဒယ်သူများလိုက်ဖို့မှသွားရတာဆိုတော့သွားတက်တာဆိုတော့တော့ဘာမှမပြောပါဘူးကိုကလည်းအားနာလို့လေမြန်မာဆိုင်တွေလည်းရှိရနော်မြန်မာစားတွေလည်းရှိရင်မြန်မာဆိုင်တွေလည်းရှိတယ်နောက်တစ်ခေါက်သွားမှတည်တည်ချက်ဆက်လေးရိုက်ခဲ့ပြီးပြီမသားဆိုလည်းကြည့်လိုက်အောင်မကြည့်အဲ့အမေသားတွေရောဘာတွေရောအိုးတကယ်ဟိုဈေးရှို့တာဟိုဗါလဲဒီကွန်ရွက်မြန်မာစားမုံလုံးကြီးကြော်ဘယာမုံလုံးကြီးကြော်ပူတီကြော်ပြီးရင်အတုံးနဲ့ကြီးတော့အစုံရှိတယ်အဲ့ဒီမှာလေကိုကတော့မစားခဲ့ဘူးဒီမှာပြောဒီမှာဝင်စားခဲ့လိုက်တယ်ကိုကတော့မစားခဲ့ဘူးဟိုကိုလိုက်ပို့ပေးတဲ့တယောက်ရယ်ကိုရဲ့ဘေဘီရယ်နှစ်ယောက်စားတယ်သူတို့တော့ကိုကတော့ဘိုက်ပြေးနေအဲ့ဒီထမင်းစားတော့မစားခဲ့ဘူးလေသူတို့မရဲ့ရတာဘယ်လိုရှိလဲဆိုတော့ကောင်းတယ်တဲ့မြန်မာနိုင်ငံရတာလို့ပဲပြီးလို့ရှိရင်လေမုံနေဆိုလို့ရှိရင်လည်းအကြိုက်ပေါ့အဲ့လိုသူတို့ရောင်းတာလေမှာကိုတော့ငါပြောသီးကြော်ထုတ်ဝယ်လာသေး